တငယ်ချင်းနှစ်ယောက်ကအဝတ်ဆိုင်ကိုအတူတူပြင်ဆင်ဖွင့်လှစ်ဖို့ကြိုးစားနေကြတယ်။တစ်ယောက်ကကိုယ်တိုင်အလုပ်မကူနိုင်ဘူးလို့အားနာပေမဲ့နောက်တစ်ယောက်ကသူကမြို့သူဖြစ်လို့ဒီဇိုင်းပိုင်းနဲ့အမြင်ပိုင်းကောင်းပြီးကိုကတော့လက်မှုအလုပ်ကျွမ်းကျင်တာကြောင့်နှစ်ယောက်အတူလုပ်ရင်ပိုအဆင်ပြေတယ်လို့အားပေးတယ်။ဆိုင်ဖွင့်ပြီးမကြခင်မှာပဲဆိုင်ရှိအပြင်ဆင်ကလှပပြီးတခြားဆိုင်တွေနဲ့မတူတာကြောင့်ဖောက်တယ်တွေစိတ်ဝင်စားကြပြီးဝင်လာကြတယ်။ဒါပေမဲ့ဖောက်တယ်တွေကဆိုင်ထဲကအဝတ်တွေဟာဈေးပေါ်ပြီးလမ်းပစ္စည်းဆိုင်ကပစ္စည်းတွေနဲ့မကွာဘူးလို့ရိုင်းဆိုင်ပြောဆိုတယ်။တငယ်ချင်းနှစ်ယောက်ထဲကတစ်ယောက်ကသူမရဲ့တငယ်ချင်းကိုမရိုင်းဆိုင်မှုပြန်ပြောပြီးတောင်းပန်ခံတယ်။အဲ့ဒီဖောက်တယ်ကလည်းသူ့မှာဩဇာရှိတယ်လို့ကြွားပြီးဆိုင်ကိုဘယ်သူမှမဝယ်အောင်တားဆီးမယ်လို့ချိန်ချောက်တယ်။နောက်ပိုင်းဆိုင်ရဲ့ရောင်းအားကိုစစ်ကြည့်တော့လူဝင်များပေမဲ့တကယ်ဝယ်သူကအရင်နေနေပါတယ်။အများစုကဈေးမေးပြီးပြန်သွားကြတာကြောင့်လူဝင်များတာပဲရှိပြီးအမှန်တကယ်ရောင်းအားမတက်သေးဘူး။ဆိုင်ပြင်ဆင်ဖို့လည်းအရင်နေ့အများကြီးသုံးထားတာကြောင့်ဒီအတိုင်းဆက်သွားရင်မကြခင်ငွေပြတ်ပြီးဆိုင်ပေးရနိုင်တယ်။ဒါကိုတငယ်ချင်းကစိတ်မပူဖို့ပြောပြီးအရင်ပေးထားတဲ့ငွေကိုဆိုင်နယ်ပတ်ဖို့ထုတ်သုံးနိုင်တယ်လို့ပြောတယ်။ဒါပေမဲ့ပြဿနာကငွေမဟုတ်ပဲရောင်းအားတက်အောင်ဘယ်လိုလုပ်မလဲဆိုတာပါ။အဲ့ဒီချိန်မှာသူတို့နှစ်ယောက်ကဆိုင်မှာဖြစ်ခဲ့တဲ့ပြဿနာကနေအကြံကောင်းတစ်ခုရသွားတယ်။သူတို့ဆိုင်နဲ့အနီးနားကဆိုင်တွေဟာစက်ရုံတူတူကနေအဝတ်တွေမှာကြတာကြောင့်ဒီဇိုင်းတွေကအားလုံးနှိပါတူနေတယ်။ဒါကြောင့်ကိုပိုင်ဒီဇိုင်းနဲ့အဝတ်တွေကိုပြန်လည်မွမ်းမံပြီးတခြားဆိုင်တွေမှာမရှိတဲ့အဝတ်အစားတွေဖန်တီးဖို့ဆုံးဖြတ်လိုက်ကြတယ်။ဒီအလုပ်မှာတစ်ယောက်ကဒီဇိုင်းကျောင်းကနေတင်ယူထားသူဖြစ်လို့အဝတ်ဒီဇိုင်းဆွဲတာပုံစံပြင်တာအဝတ်ပုံစံဖန်တီးတာတွေကိုကျွမ်းကျင်တယ်။သူတို့ဆိုင်မှာရောင်းအားအကောင်းဆုံးအဝတ်တစ်ထည်ကိုရွေးပြီးဘာကြောင့်လူကြိုက်များလဲဆိုတာစမ်းသပ်ကြည့်ကြတယ်။အဲ့ဒီအဝတ်မှာရိုးရာတရုတ်အဝတ်အစားပုံစံရဲ့ထူးခြားချက်တွေပါဝင်နေတာကြောင့်လူကြိုက်များတာကိုသိလာပြီးအဲ့ဒီအချက်ကိုပို့ပြီးထင်ရှားအောင်ပြင်ဆင်ဖို့ဆုံးဖြတ်ကြတယ်။ရိုးရိုးကျယ်ဒီတွေကိုလက်လုံရိုးရာကျယ်ဒီတွေနဲ့အစားထိုးပြီးပန်းထိုးအလားစင်မှုတွေထက်ကအဝတ်အစားတစ်ထည်လုံးကိုပို့ပြီးအဆင်မြင့်အောင်ပြုပြင်ကြတယ်။တငယ်ချင်းကလည်းငငယ်ကလေးကသူ့အမေစီကဒီလိုလက်မှုအမှုပညာတွေတင်ထားတာကြောင့်သူ့လက်ရနဲ့ကူညီပေးနိုင်တယ်။နှစ်ယောက်သားတညလုံးအိပ်ပဲအဝတ်တွေကိုပြင်ပြီးတဲ့အခါရလက်ကအရန်လှပပြီးမူရင်းအဝတ်ထက်အဆင့်အတန်းပိုမြင့်သွားတယ်။အခုတော့ဒီလိုထူးခြားတဲ့အဝတ်တွေကြောင့်နောက်နေ့ဆိုင်ရောင်းအားအများကြီးတက်လာလိမ့်မယ်လို့မျှော်လင့်နေကြတယ်